လေ့ကျင့်မှုကင်းပြီးတော့အောင်မြင်တယ်ဆိုတာမရှိဘူးလူသားတွေမှာပင်ကိုယ်ကအရေးချင်းနေရှိတယ်အခုစဉ်းစားကြည့်တယ်အာကစားလောကကိုပဲကိုသိတာတဲ့ထင်ရှားတဲ့ဟာတစ်ခုချီပေါ့လူတိုင်းဟာစွမ်းရည်တတိရှိကြတာမဟုတ်ဘူးတကယ်လေ့ကျင့်တဲ့အခါမှာစွမ်းရည်တတိတွေရလာတယ်ဆိုတာဓမ္မထင်ရှားတယ်အဲ့ဒီစွမ်းရည်တတိဟာအပြင်ကလာတာလားအတွင်းမှာရှိတာလားလို့ဆိုရင်အတွင်းမှာရှိတယ်အတွင်းမှာရှိတဲ့စွမ်းရည်တတိကိုမြင့်တင်ပေးရတာဖြစ်တယ်ရှိပြီးသားစွမ်းရည်တတိကိုမြင့်တင်ပေးရကိုယ့်ရဲ့ကိုယ်ကာယခွန်အားဗလာရှိကြသူဖြစ်တော်လည်းပဲစနစ်တကျလေ့ကျင့်မထားတဲ့ပုဂ္ဂိုလ်ဟာဝိမတဲ့နေရာမှာလေးပင်တာကိုမနိုင်မှာမဟုတ်ဘူးလေ့ကျင့်လိုက်မယ်ဆိုလို့ရှိရင်လေးပင်တာတွေကိုမနိုင်တဲ့အနေအထားထို့တူပဲအားကစားမှာပြေးခုံပြစ်စွာတွေပြေးနိုင်တယ်ဆိုတာလည်းပဲလေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်တွေကပြေးနိုင်တာပဲဖြစ်တယ်အဲ့တော့ဒီလေ့ကျင့်တယ်ဆိုတာဘယ်ဟာကတော့လေ့ကျင့်တာတော့ဆိုကိုယ်ခန္ဓာကိုယ်ထဲမှာရှိတာပဲလေ့ကျင့်ကိုယ်ကာယကိုလေ့ကျင့်တော့ physical exercise ဒါလောက်ရတာအဲ့ကြတော့မှကာယရဲ့တန်ဆွမ်းမှုရထို့တူပဲတစ်ဖက်က mental exercise စိတ်ပိုင်းဆိုင်ရာမှာလည်းပဲကြံ့ခိုင်တဲ့စိတ်ဓာတ်ရရှိဖို့ရအတွက်ကိုယ်ရင်ထဲမှာရှိတဲ့မွေးရပါစိတ်ကိုခြေခံပြီးတော့လေ့ကျင့်ရမှာပဲဖြစ်တယ်အဲ့ဒီလေ့ကျင့်မှုဟာအရေးကြီးဆုံးဘယ်ရာပဲဖြစ်ဖြစ်လေ့ကျင့်မှုကင်းပြီးတော့အောင်မြင်တယ်ဆိုတာမရှိဘူး